မင်္ဂလာပါရှင် Milestone in New Education Center ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဟုတ်ကဲ့ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့အမိဘရဲ့လက်တလုံးအမိများရဲ့မိကုန်းလေးပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမတို့ဒီ summer class တွေပြီးတော့ပေါ့နော်ဒီကလေးတွေကဒီတောင်းခွင့်တဲ့ရာသီမှာဆိုရင်ရောဘာတွေကိုတက်လို့ရလဲဆိုတော့မိထားတဲ့မိကုန်းလေးပဲဖြစ်ပါတယ်ဒါလေးကိုဖြည့်ပေးရမယ်ဆိုရင်တော့ကျောင်းသူကျောင်းသားတွေကအခုတော်တော်များများတော့ကျောင်းတက်ကြရဲဆိုတော့ကျောင်းချိန်ပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့တနေ့စာပေါ့နော်အဲ့ဒီစာတွေကိုပြန်လည်ပြီးတော့ကျင့်ရအောင်လို့ကျမတို့ရဲ့ study guide အနေနဲ့လည်းပြန်လုပ်ပေးပါတယ်ရှင်dual curriculum ပဲဖြစ်ဖြစ်curriculum တစ်ခုရဲ့ဝယ်သွားထားတဲ့အကြောင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းနိုင်ငံတကာသင်ယူညွှန်းတဲ့တွေကိုသင်တဲ့ international school တွေပဲဖြစ်အဲ့ဒီမှာသင်လိုက်တဲ့တနေ့စာလေးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ကလေးနဲ့တူတူစာရေးတူပြန်လုပ်ပေးပြီးတော့ပေါ့နော်စာမွေးအတွက်လည်းတိကျလေးပြင်ဆင်ပေးပါတယ်ရှင်ဒါလေးကတော့တစ်ခုပေါ့နော်ဆိုတော့အကြောင်းမှာတင်လိုက်တဲ့စာတွေကိုလိုက်လုပ်ပေးတဲ့ study home guide အနေနဲ့ပေါ့နော် study guide ပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးအတန်းလေးတစ်ခုရှိပါတယ်ပြီးတော့လို့ရှိရင်ကျမတို့ပေါ့နော်အခုဒီ Sunday တနင်္ဂနွေမှာဆိုလို့ရှိရင်လည်းကလေးကအင်္ဂလိပ်စာကို summer class ပြီးရဲ့အချိန်မှာဆက်ပြီးမှသွားခြင်းတယ်ပေါ့နော် regular တန်းလေးဆက်ပြီးတော့ join ခြင်းတယ်ဆိုရင်အဲ့ဒီကလေးလေးတွေအတွက်လည်းကျမတို့ကတိကျလေးပြင်ဆင်ထားပေးပါတယ်ပြီးရင် Cambridge exam တွေပေါ့နော်ဒါတွေကိုဖြေမယ်ဆိုတဲ့ကလေးတွေအတွက်လည်းကျမတို့က exam preparation တွေလုပ်တာနေစပြီးတော့ဟိုကလေးတော့ဖြေမဲ့နေ့အထိပေါ့နော်သူလုပ်ရမယ့် procedure တွေပေါ့ဥပမာငွေသွင်းတာတွေပြီးဟိုကလေးရဲ့နံပါတ်တွေဘာတွေကအစပေါ့နော်ဒါကျမတို့က service အနေနဲ့ပေးပါတယ်ရှင်ပြီးတော့လို့ရှိရင်လည်းဒီ status movers flyers KET PET ရှိရပေါ့နော်အဲ့ဒါကမှစာမေးပွဲတော့မဖြေတော့ဒီချိန်ကြီးအတွေ့အကြုံရပဲတက်မယ်ဆိုလို့ရှိရင်လည်းကျမတို့ကသင်ပေးပါတယ်ရှင်ပြီးတော့ရေးစနေတိုင်းတွေမှာဆက်ပြီးတော့ပေးသည့်သင်ချသင်တန်းလေးလည်း level 1 to 10ရှိပါတယ်ပြီးတော့လို့ရှိရင်ကလေးပကြီးသင်တန်းလေးကိုလည်းဖွင့်ပေးထားပါတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ကျမတို့က summer မှာပဲဖွင့်တာပေါ့နော် summer ပြီးလို့ရှိရင်အဲ့ဒါလေးလည်းခဏ break တယ်ဒါပေမဲ့တချို့ summer တက်လာတဲ့ကလေးတွေကြတော့လေသူကဆက်သွားခြင်းတဲ့ကလေးလေးရှိတော့လေဒါသူတို့ကတော့ဆက်ပြီးတော့အချိန်လေးညှိပြီးတော့ဖွင့်ပေးမှာပေါ့နော်အဲ့တော့ကျမပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ကျောင်းစာနဲ့ပတ်သက်လို့ရှိရင်တော့ဒီကျောင်းမှာလုပ်လိုက်တဲ့ဘယ်တင်ရုံဆိုပေါ့နော် dual curriculum ပဲဖြစ်ဖြစ်တင်ရုံတစ်ခုရဲ့ပဲတင်တာဖြစ်ဖြစ် international တင်ရုံပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကပြန်ပြီးတော့လုပ်ပေးပါတယ်ပြီးတော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကလေးတွေကကိုတင်ယူခြင်းနဲ့စာအုပ်တွေရှိရဆိုရင်လည်းရတယ်ဒီဘက်ကနေပြီးတော့ teacher တို့ကရွေးချယ်ပေးပါအင်္ဂလိပ်စာကိုတော့ဆက်ပြီး improve ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်လည်းကျမတို့စီစဉ်ပေးပါတယ်ပြီးတော့ Cambridge exam တွေဖြစ်တဲ့ YLE class တွေဖြစ်တဲ့ status movers flyers KDPD ဒီစာမွေးလေးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျမတို့ကစီစဉ်ပေးပါတယ်ရှင်ဒေတာလေးလည်းလေ့ကျင့်ပေးရပေါ့နော်ဒါပြီးတော့ပကြီးတင်တန်းလေးရယ်ဒီဒီတင်စာတင်တန်းလေးရယ်လည်းရှိပါတယ်ဒါပြင်တချို့ကလေးရရှိရပေါ့နော်ကျောင်းမှာတင်တာပဲဖြစ်ဖြစ်ပေါ့နော်သူတို့တင်တဲ့အချိန်မှာသူတို့တိတ်ပြီးတော့အားမြောက်တာလေးကိုသူတို့ကိုယ်တိုင်အားနေတယ်လို့ထင်နေဆိုရင်လည်းကျမတို့ ਨੇ လာရောက်ဆက်တက်ပြီးတော့ဒီ subject တစ်ခုချင်းစီပဲလာပြီးတော့ let's skip ဖြစ်ပြီးတော့တင်ကြားလို့လည်းရပါတယ်ရှင်ဒါအပြင်အခုလူကြီးရန်နေပေါ့နော်ပြောမယ်ဆိုတော့လူကြီးရန်နေအတွက်ဆိုလို့ရှိရင်လည်းအခုလောလောဆယ်ကျမတို့ UFL တွေကနေပြီးတော့ diploma in English တို့ postgraduate diploma in English တို့ပေါ့နော်DEPTD အစရှိရဲ့ဝင်ခွင့်နေဖြည့်နေကြတာလည်းရှိရပေါ့နော်အဲ့လိုမျိုးဝင်ခွင့်နေအတွက်စူးစမ်းခြင်းနဲ့ဆိုလို့ရှိရင်လည်းကျမနဲ့လာရောက်ပြီးတော့ဆွေးနွေးပြီးတော့အချိန်ညှိပြီးတော့လာရောက်သင်ကြားလို့ရပါတယ်ရှင်အဲ့ဒီဝင်ခွင့်နေအတွက်လည်းဒါကျမကအကြံပေးဖြစ်တယ်လုပ်ပေးဖြစ်ပါတယ်နော်ပြီးတော့လို့ရှိရင်နိုင်ငံခြားသွားခြင်းနဲ့နိုင်ငံခြားမှာသွားပြီးတော့စာလေ့လာမယ့်ကလေးတွေပဲဖြစ်ဖြစ်ပေါ့ကျောင်းသားတက်မယ့်ကလေးတွေဆိုရင်လည်းဒီမှာအင်္ဂလိပ်စာလေးလာဖြည့်သွားမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအတန်းလေးလည်းရှိပါတယ်ဒါမှမဟုတ်နိုင်ငံခြားမှာအလုံးနဲ့ပဲသွားမယ်စကားလေးပြောတတ်ခြင်းနဲ့ဒါမျိုးလေးဆိုလည်းရပါတယ်ရှင်တချို့ကလည်း speaking တီးတတ်မယ်သင်ချင်တယ်ဆိုတဲ့ကလေးလည်းရှိရပေါ့နော်ချို့ကြလည်း grammar ပိုင်းအားနည်းလို့ grammar လေးကိုပဲသင်ချင်တယ်ဆိုတဲ့ကလေးလည်းရှိရအဲ့တော့အသက်အရွယ်ကတော့ကန့်သတ်ထားခြင်းမရှိပါဘူး6နှစ်ကနေစပြီးတော့ over 30ပေါ့30ကျော်အထိဟိုကြိုက်တဲ့လောက်တက်လို့ရပါတယ်နော်โอเคပါဒါဆိုတော့ကျွန်မဖွင့်လင်းနေတာကအင်္ဂလိပ်စာပေါ့နော်အဓိကတော့အင်္ဂလိပ်စာပါပဲအင်္ဂလိပ်စာကတော့အတန်းဆုံး
စာအုပ်ဆုံးတင်ပါတယ်ပြီးတော့လို့ရှိရင်တော့ဒီเจ้าမှာမကြည်လဲလိုက်တဲ့စာလေးတွေဒါမှမဟုတ်တနေ့စာတစ်နေ့မေမေဖေရလုပ်ပေးဖို့မအားဘူးဆိုရင်ကျွန်တော် study guide အနေနဲ့ရှိပေးပါတယ်ပြတဘာသာချင်းစီကိုပြန်ပြီးမှ skip ရှိခြင်းနဲ့ပို့ပြီးမှတော်အောင်လုပ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်ရှိနေပါတယ်လို့ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်တခြားသိချင်တာလေးများရှင်လဲ comment မှာမှန်ခဲ့ပြီးလို့လည်းရပါတယ်ရှင်ဒါမှမဟုတ်လဲ page ရဲ့ chat box မှာလည်းမေးလို့ရပါတယ်ရှင်